Game of Thrones ဇယုံနဲ့စတင်ခဲ့ပြီနောက်ဆုံးတော့ပိတ်သက်ဒီချစ်ရဆုံးဖြစ်သွားခဲ့တဲ့စက်ကောင်တရား Sandor Clegane The Hound ဒီနေ့တော့ကျွန်တော်တို့အားလုံးကြောက်နေကြတဲ့ညနာတစ်ချမ်းလုံးမီးလောင်တိုင်ရကြီးနဲ့ကျန်တန်ခတ်ထန်ပြီးရက်ဆက်တယ်လို့ထင်ရတဲ့ TUG ရဲ့ရင်ဘတ်ထဲမှာဘလို့စိတ်တန်ရတွေဘလို့လူသားဆန်မှုတွေပေါင်းကွယ်နေတယ်ဆိုတာကိုကြည့်နေခံစားကြည့်ကြပါမယ် Sandor ကဘယ်တော့မှဘရင်ကိုတစ္ဆခင်သူရဲကောင်းပွဲမယူခဲ့ပါဘူးဒါပေမဲ့ King Joffrey ရဲ့တက်တော်ဆောင်ခွေးတကောင်ကိုခိုင်းမဲ့ဖြစ်နေခဲ့လူရဲ့သူ့ရက်ဆက်တဲ့ခွေးတကောင်လိုမြင်ရပေမဲ့တကယ်တော့ Sandor မှာ2စီးနဲ့သူရှိပါတယ်ဒါကို Loras Daniel နဲ့ Season 2ချိန်မှာဂျန်နာနေတဲ့သူ့အကိုကိုဝင်ရောက်တိုက်ခိုက်ပေးခဲ့တော့ကျင်းသိနိုင်ပါတယ်သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့ Westeros မှာထိတ်တန့်ပါပဲအရက်မောင်ထွားကြိုင်းမှုခွန်အားဓာတ်ကျွမ်းကျင်မှုတွေကြောင့်သူ့ဘယ်သူမှမရှင်ရကြပါဘူး Sandor ရဲ့မျက်နှာကမီးလောင်တန်ရာကြီးရဲ့စစ်ပွဲတွေမှာရခဲ့တာမဟုတ်ပါဘူးသူ့အကိုအရင်ဖြစ်သူ Gregor Clegane The Mountain ကြောင့်ရခဲ့တာဒီလိုရက်ဆက်တဲ့အကိုဖြစ်သူကသူရဲကောင်းပွဲရသွားတဲ့အခါမှာတော့စဟောင်းရဲ့စိတ်ထဲမှာသူရဲကောင်းဆိုတာမြင့်မြတ်တဲ့အရာမဟုတ်ဘူးရက်ဆက်တဲ့သူတွေကိုတက်ဆင်ပေးတဲ့မာယာမျက်နှာဖုံးတစ်ခုပဲဆိုတဲ့အယူဆစတင်ကတ်သွားခဲ့ပါတော့ဒါပေမဲ့အဲ့ဒီဂျန်ဒန်နဲ့အခွန်မာကောင်းကြီးရဲ့အောက်မှာထူးဆန်းတဲ့သစ္စာရှိမှုနဲ့ကျင့်နာမှုတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကို Joffrey ရဲ့နှိမ့်ဆက်မှုကိုခံနေရတဲ့ Sansa Stark နဲ့တွေ့တဲ့အချိန်မှာမြင်ငဲရပါတယ် Joffrey က Sansa ကိုရိုက်နှက်ခိုင်းတဲ့အခိုင် The Mountain က Sansa ကိုကာကွယ်ပေးခဲ့ပါတယ်မတိမတာကူညီပေးခဲ့ပါတယ်လူပစက်ကစဲဆူနေပြီမဲ့ Sansa အပေါ်မှာဘယ်တော့မှရေရဆက်ဆက်မလုပ်ခဲ့ပါဘူး The Hound ရဲ့ဘဝမှာအကြီးမားဆုံးပြောင်းလဲစတင်ခဲ့ရတာတော့ Battle of Blackwater ပါပဲ Stannis Brother ရဲ့တက်တွေဝင်တိုက်တဲ့အခါ The Hound ကစစ်မြေပြင်မှာရေရဲဝမှုတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ Wildfire မီးကြီးပေါက်ကွဲပြီးစစ်မြေပြင်တစ်ခုလုံးမီးပင်လေဖြစ်သွားတဲ့အချိန်မှာသူ့ရဲ့ငယ်ဘဝစိတ်တန်ရပြန်နိုးထလာခဲ့ပါတယ်မီးရောက်တွေကိုမြင်လိုက်ရတာနဲ့ The Hound တယောက်တန်ပတ်သွားပါတယ်ကြောင်းမှုကသူ့ကိုလွှမ်းမိုးသွားပြီးနောက်ကိုပြန်ဆုတ်လာခဲ့ Tyrion နဲ့ဘရင် Joffrey ကထပ်တိုက်ဖို့အမိန့်ပေးခဲ့ပေမဲ့ The Hound ကတော့အားလုံးပွဲချခဲ့ရတဲ့ The City The King လို့တက်တက်တာစိန်ခေါ်ပြီးတင်မြေပြင်ကနေထွက်ခွာသွားခဲ့ပါတယ်သူ Kingsland ကနေမထွက်ခင်ဆန်စာရဲ့အခန်းကိုသွားခဲ့ပြီးဆန်စာကိုပါခေါ်ထုတ်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါဟာသူ့ရဲ့ခွေးတကောင်လိုခိုင်းပွဲဘောကိုစွန့်လို့ပြီးကိုပိုင်လမ်းကြောင်းကိုစတင်ရွေးချယ်လိုက်တဲ့အချိန်ပဲဖြစ်ပါတယ်စစ်မြေပြင်ကနေထွက်ပြေးလာပြီးနောက်ပိုင်း The Hound ရဲ့ဘဝမှာအရေးပါဆုံးအပိုင်းကိုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ Arya Stark နဲ့တွေ့ဆုံရင်းပါပဲ Brotherhood လို့ခေါ်တဲ့အဖွဲ့ဟာစစ်ပွဲကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကာကွယ်ပေးနေတဲ့အဖွဲ့ဖြစ်ပြီးကျန်တော့ကိုတွေ့ရခါသူ့ရဲ့အတိတ်ကရက်စက်မှုတွေနဲ့ Lannister တွေဘက်ကတိုက်ခိုက်ခဲ့တာတွေအတွက်ဖန်တီးခံခဲ့ရမှာ The Hound ကိုဖန်ခေါ်လာတဲ့အခါအာယာကသူ့တငယ်ချင်းတူးချောင်းသားလေးကိုတက်ခဲ့တဲ့အမှုအတွက်ဆွတ်ဆွဲခဲ့ပါတယ်ဒီဆွတ်ဆွဲချက်အတွက် The Hound ကအဖွဲ့ခေါင်းဆောင် Beric Dondarrion နဲ့ဓာချင်းရှင်ပြန်တိုက်ခိုက်ခဲ့ရပါတယ် Beric ရဲ့ဓာကမီးတောက်နေတာကြောင့်မီးကိုကြောက်တဲ့ The Hound အတွက်အရန်ခက်ခဲခဲ့ပြီးမှနောက်ဆုံးမှာ The Hound က Beric ကိုအနိုင်ရပြီး Brotherhood လက်ထက်ကနေလွတ်မြောက်သွားခဲ့ပါတယ်အဲ့နောက်ထွက်ပြေးလာတဲ့အာယာကိုပါတစားကန်အဖြစ်ဖမ်းဆီးပြီးသူ့အမေနဲ့အကိုဒီမှာရောင်းစားဖို့ဝေထုတ်ယူကိုကြံရွယ်ခဲ့ရပါတယ်အာယာကလည်းသူ့တငယ်ချင်းကိုတက်ခဲ့တဲ့ The Hound ကိုသူ့ရဲ့သေစင်းထဲမှာထည့်ပြီးအမြဲတမ်းတက်ချင်နေခဲ့တာပါဒါပေမဲ့ခီးထဲမှာသူတို့နှစ်ယောက်တည်းထူးဆန်းတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာခဲ့ပါတယ် The Hound ကအာယာကိုဓာတ်ခုန်နေတဲ့လောကကြီးရက်စက်မှုကိုတင်ပေးခဲ့အာယာရဲ့ရဲရင်မှုနဲ့မစွန့်မနစ်တဲ့စိတ်ဓာတ်ကလည်း The Hound ရဲ့ရင်ထဲကလူသားဆန်မှုပြန်လည်နိုးထစေခဲ့ပါတယ်အာယာကိုမင်းအကိုကမင်းကိုဓာတ်ပေးခဲ့တယ်ငါအကိုက